အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆရာဦးပြောကျွန်တော်ဒီနေ့မျှဝေပေးချင်တာကတော့ undefined နဲ့ indeterminate form ရဲ့ခြားနာချက်လေးပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော် undefined အကြောင်းရှင်းပြပေး undefined ဆိုတာတော့ကျွန်တော်တို့သိပြီးသားဖြစ်ပါလိမ့်မယ် binary 0ဆိုတဲ့ gain တွေကို undefined လို့အဓိပ္ပာယ်သတ်မှတ်တာပေါ့ undefined ဆိုတာဗမာလိုပြောရရင်တော့အဓိပ္ပာယ်သတ်မှတ်လို့မရဘူးဆိုတဲ့သဘောပေါ့ binary 0ဆိုဒါဆိုရင် binary 0ကဘာလို့ undefined ဖြစ်တာလဲ for example ဒီမှာဆိုရင်ကျွန်တော် 2.0 undefined ဆိုတာဥပမာအနေနဲ့ရှင်းပြပေးပါမယ်ဒါဆိုရင် 2.0 ဒီ undefined ဖြစ်ရတယ်ဒါဆိုရင် undefined ဖြစ်တာတော့သိတယ်ဒါပေမဲ့ဘာကြောင့် undefined ဖြစ်တာလဲဆိုတာကိုဒီဗီဒီယိုမှာဆွေးနွေးပြမှာပါဒါဆိုရင် 2.0 ဆိုတာကတော့ကျွန်တော်တို့က2ကိုတီးပြီးတော့ဘာနဲ့စားရလဲဆိုရင်0နဲ့စားခြင်းပဲဖြစ်တယ်ဒါကြောင့်2ကိုတီးပြီး0နဲ့စားတဲ့အခါမှာကျွန်တော်အလီတွေကိုစဉ်းစားတဲ့အခါမှာ0ခုနှစ်လီကလည်း0ပဲဖြစ်နေလိမ့်မယ်0လေးလီကလည်း0ပဲဖြစ်နေလိမ့်မယ်0ကိုလီကလည်း0ဆိုလိုချင်တာတယောက်နဲ့တယောက်ကအဖြစ်တူနာမှာမဟုတ်ဘူး4ကို2နဲ့စားရင်တော့သိကြရဲ့2လီပဲဝင်ရမှာဖြစ်တယ်ဒါပေမဲ့ဒီမှာတော့2ကိုစားတဲ့အချိန်မှာတော့ဘယ်လီပဲဝင်အဖြစ်က0ပဲရနေမှာဖြစ်တဲ့အတွက်ဒီပထမတစ်ယောက်က9လီဝင်နိုင်တယ်လို့နောက်တစ်ယောက်က4လီဝင်နိုင်တာပဲနောက်တစ်ယောက်ကလည်း6လီဝင်နိုင်ဒါကြောင့်အဖြစ်တွေကမတူနိုင်တဲ့အတွက်ကျွန်တော်တို့ကအတိတ်ပဲသတ်မှတ်လို့မရဘူးလို့ဆုံးဖြတ်လိုက်တာပေါ့ဒီအဖြေကိုအတိတ်ပဲသတ်မှတ်လို့မရဘူးဒီမှာအဖြေမရှိဘူးဒါကြောင့် binary 0ဆိုတဲ့ gain တွေကိုတွေ့တာနဲ့ကျွန်တော်တို့က undefined ဆိုတဲ့အတိတ်ပဲသတ်မှတ်လိုက်တာပေါ့ဒါဆိုရင်ကျွန်တော် indeterminate form ကိုဆက်ရှင်းပြမယ် indeterminate form ကကြတော့ကျွန်တော်တို့ကဘယ်အချိန်မှာ indeterminate form ဖြစ်တာလဲဒါကတော့ indeterminate form ကိုကျွန်တော်တို့ G11 calculus မှာကျွန်တော်တို့ဆွေးနွေးခဲ့ပြီးသားဖြစ်လိမ့်မယ်ဒီမှာတော့ကျွန်တော်ဘာကြောင့်လဲဆိုတာကိုရှင်းပြပေးပါမယ်အဲ့တော့ indeterminate form ထဲမှာအမြင့်သာဆုံးဖြစ်တဲ့ပုံစံတစ်ခုဖြစ်တဲ့ 0/0 ကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးပါမယ် 0/0 ဆိုတာကတော့ကျွန်တော်တို့ indeterminate form လို့ကျွန်တော်ရေးမယ်ဘာလို့ 0/0 ကကြတော့ indeterminate form ဖြစ်ပြီးတော့ 2/0 ကကြတော့ undefined ဖြစ်နေတာလဲဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်အောင် indeterminate form ဆိုတာကကြတော့ကျွန်တော်တို့ 0/0 ဆိုတဲ့ဒီပဲက0ကိုထည့်ပြီးတော့ဘာနဲ့ပဲစားရလဲဆို0နဲ့ပဲစားဒီမှာဘာကွာပါလဲဆိုတော့0ကိုတီးပြီးတော့0နဲ့စားတဲ့အခါမှာ6လီဝင်ရင်လည်းပဲ0ဖြစ်မှာ0 4လီကလည်း0ပဲ0 5လီကလည်း0ပဲစားလိုက်တဲ့အခါမှာအဖြေတွေက0ကျွန်းတာဖြစ်တဲ့အတွက်အစားရဲ့ဥပဒေတာကိုတော့ပြည်လည်စေတယ်ဒါပေမဲ့အဖြေတွေအပေါ်ကစားလက်တွေကတော့အဖြေတွေက6လည်းဖြစ်နိုင်တယ်4လည်းဖြစ်နိုင်တယ်5လည်းဖြစ်နိုင်တယ်ဒါဆိုနောက်တစ်ယောက်ကထပ်စားလိုက်လို့9တွေ10တွေ9တွေ17တွေ12တွေဒီလိုမျိုးအလီမျိုးစုံဖြစ်နိုင်တာဖြစ်တဲ့အတွက်သူ့ရဲ့အဖြေကတော့ရှိပေမဲ့ကျွန်တော်တို့က indeterminate form ဆုံးဖြတ်လို့မရတဲ့ပုံစံဖြစ်နေပြီတာပေါ့အဲ့တော့အဖြေကတော့ရှိတယ်ဘာလို့လဲဆိုတော့အစားရဲ့ဥပဒေတာအရာ0.6 0ဖြစ်တဲ့အတွက်ကျွန်းတော့အကျွန်းကတော့0ဖြစ်သွားတယ်ကျွန်တော်တို့စားလို့လည်းအဆင်ပြေတယ်ဒါပေမဲ့အပေါ်ကအဖြေတွေကတော့တယောက်နဲ့တယောက်ကျွန်းနိုင်မှာမဟုတ်ဘူး0.6လီကလည်း0ဖြစ်နေလို့0.4လီကလည်း0ဖြစ်နေလို့0.5လီကလည်း0ဖြစ်နေလို့ဒါဆိုရင်အဖြေတွေဒီရှိတော့ရှိရဲဒါပေမဲ့ကျွန်တော်တို့ကဘယ်အဖြေလဲဆိုတာကိုဆုံးဖြတ်လို့မရတာဒါကြောင့်သူ့ကိုကျတော့ indeterminate form လို့ခေါ်ပြီးတော့ခုနအပေါ်က gain ကြတော့ကျွန်တော်တို့က undefined လို့ဘာလို့ခေါ်တာလဲဆိုတော့သူ့ကိုစားတော့စားတယ်0ခုနှစ်လီ0တော့ဖြစ်တယ်ဒါပေမဲ့အဖြေကဘာပဲပြန်ရလဲ2ပဲပြန်ရတာဟုတ်လို့စားလို့မရဘူးဆိုတဲ့ပုံစံဒါကြောင့်စားလို့လည်းမရဘူးအဓိပ္ပာယ်လည်းအဖြေကိုလည်းအဓိပ္ပာယ်မျိုးစုံဖြစ်နိုင်တာတတ်မှတ်လို့မရတာဟုတ်လို့သူ့ကို 2.0 undefined လို့အဓိပ္ပာယ်သတ်မှတ်ပြီးသူကတော့စားလို့တော့ရပါရဲ့ဒါပေမဲ့အဖြေတွေကိုဆရာတို့ကကျွန်တော်တို့ကဆုံးဖြတ်လို့မရသေးတဲ့ပုံစံဖြစ်နေအဲ့တော့အဖြေတွေကိုကျွန်တော်တို့ကဆုံးဖြတ်လို့မရသေးလို့ဒါသူ indeterminate form လို့ဆုံးဖြတ်လိုက်တာပေါ့နော် indeterminate form လို့ကျွန်တော်သတ်မှတ်လိုက်တာဒါဆိုရင်ဒါကိုကျွန်တော်က algebra နဲ့ထပ်ပြီးတော့ရှင်းအောင်ပို့ပြီးတော့ရှင်းလင်းအောင်ဆက်ပြီးတော့ဆွေးနွေးပြပေးပါမယ်အဲ့တော့ပထမအဲ့တော့ 0.0 ကဒါဆိုရင်0.0 မှာဒီမှာဆိုလို့ရှိရင်ကျွန်တော် 0.0 ဆိုရင် algebra နည်းနဲ့ဆက်ရှင်းပြပေးမယ်ဘာလို့ undefined indeterminate form ဖြစ်တာလဲဒါဆို 0.0 ဆိုရင်ကျွန်တော် algebra နည်းနဲ့ရှင်းကြည့်အောင်1 - 1ဆိုတာ1 - 1ဆိုရင်လည်း0အောက်ကလည်း1 - 1ဆို0ဒါဆိုရင်1 square minus 1 1နှစ်ထပ်ဆိုတာ1ကိုပဲပြောတာဒါဆို1 square minus 1 by 1 minus 1ဒါဆိုရင်ဒါကနှစ်ထပ်ကိန်းရဲ့ခြားနာခြင်းဖြစ်တဲ့အတွက်အပေါင်းတစ်ခွင်းနှုတ်တစ်ခွင်းဒါဆို1 plus 1တစ်ခွင်း1 minus 1တစ်ခွင်းဒါဆိုဒီ1 plus 1 minus 1နဲ့1 minus 1သာကြည့်သွားရင်ဒါက1 plus 1ဒီအဖြစ်ကဘာရနေမှာလဲဆိုရင်2ရနေမှာဒါကြောင့်ဆိုလိုချင်တာ 0.0 ကိုရှာရင်တွက်လို့တော့ရတယ်အဖြစ်က2ဖြစ်နေတာဒီမှာတကယ်ဒါကကျွန်တော်က1 square minus 1လို့ရေးလိုက်လို့ဒါ2ဖြစ်နေတာဒါဆိုနောက်တစ်ခုဒီမှာအဲ့လိုမရေးဘူးထား1 minus 1ကိုမှကျွန်တော်အောက်မှာ square တင်လိုက်ရောမရဘူးလားရှာလိုက်လို့ရှိရင်ဒီအဖြေကဘာပိုင်း2လဲဆိုတော့1 by 2ဆိုလို့ချင်တာ 0.0 ဒီအဖြေကရှိတယ်ဒါပေမဲ့2လား1 by 2လားဆိုတာကိုအဖြေကဘယ်အဖြေလဲဆိုတာကိုဆုံးဖြတ်လို့မရတဲ့ပုံစံဟုတ်လို့သူ့ကိုကျွန်တော်တို့က 0.0 ဒီ indeterminate form ဆုံးဖြတ်လို့မရတဲ့ပုံစံလို့ရေးထားလိုက်တာပေါ့သတ်မှတ်လိုက်တာပေါ့ဒါဆိုရင် 2.0 ကို algebra နည်းနဲ့ရှင်းကြည့်အောင် 2.0 ကို algebra နည်းနဲ့ခုနလိုပဲရှင်းလိုက်တဲ့အခါမှာ2ဆိုတာဒီ1နဲ့1နဲ့ပေါင်းထားရင်2ပြန်ရတယ်ဒါဆိုရင်1 minus 1
1 plus 1 1 square minus 1 1အပေါ်က1 plus 1ပဲရေးလိုက်တာအောက်က1 minus 1ဆိုတဲ့အဓိပ္ပာယ်က1 square minus 1ဖြစ်တဲ့အတွက်နှစ်ထပ်ကိန်းကိုကျွန်တော်တို့ကဒီမှာနှစ်ထပ်ကိန်းဖြစ်တဲ့အတွက်အပေါင်းတစ်ကွင်းနှုတ်တစ်ကွင်းအပေါင်းတစ်ကွင်းနှုတ်တစ်ကွင်းဆိုရင်ကျွန်တော်တို့ကဒီမှာ plus 1နဲ့ plus 1နဲ့ကြည့်ရင်အပေါ်မှာခြေသွားတော့1ပဲကျန်မယ်အောက်ကတော့1နဲ့1နှုတ်ဘာပဲပြန်ရနေမှာ0ပဲရနေမှာပိုင်းကြီးက0ကပျောက်ကိုမပျောက်သွားဘူးဒါကြောင့်သူဒီ algebra နည်းနဲ့ပဲဖြစ်ဖြစ်ခုနစားတဲ့ပုံစံနည်းနဲ့ပဲဖြစ်ဖြစ်သူဒီအဖြေကိုမရှိတာဒါကြောင့်အဖြေကိုစဉ်းစားလို့မရတာဖြစ်တဲ့အတွက်သူ့ရဲ့အဖြေသူဒီအဓိပ္ပာယ်မရှိဘူးဒါကြောင့်အဓိပ္ပာယ်မရှိတဲ့အတွက်အဓိပ္ပာယ်ရှိရင်တော့ကျွန်တော်တို့ define လို့ရေးမှာပေါ့အခုအဓိပ္ပာယ်ကိုမရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ပိုင်းကြီး0ဆိုတဲ့ကိန်းတွေကိုတွေ့တာနဲ့ကျွန်တော်တို့က undefined လို့အဓိပ္ပာယ်သတ်မှတ်တာဖြစ်ပြီးတော့0/0ဆိုရင်တော့ဒီမှာအဖြေတွေကတော့ရှိရဲဒါပေမဲ့အဖြေကဘာလဲဆိုတာကိုဆုံးဖြတ်ရခက်နေတာပေါ့ဒါကိုကျွန်တော်တို့ကကျွန်တော်ကတော့ဒီမှာ algebra နည်းကိုရှင်းရှင်းလင်းလင်းနားလည်အောင်လို့ဆိုပြီးတော့ algebra နည်းနဲ့ရှင်းပြပေးတာပေါ့ကျွန်တော်နောက်ဗီဒီယိုမှာတော့ကျွန်တော် limit ကိုသုံးပြီးတော့ဒါဟာဘာကြောင့် undefined ဖြစ်တာလဲ indeterminate form ဖြစ်တာလဲဆိုတော့ဆက်လက်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ